အိမ်ပြန်ရမယ်ဆိုတဲ့တွေ့ငါလုံးသားတွေမှာရှင်တန်ချိန်တိုင်းအာသေးတွေ့အခါကပြန်မွေးခဲ့ခက်ခဲရတဲ့ချီနေမျိုးရှိနေလေဒုဘဝအတွက်ကျူစာရုံကန်ရင်နေရတိုင်းမှာလောက်တာဝန်များကိုစီဘွားများရင်ကတွေပေါ်ဆောင်ရင်တို့မျိုးနေမယ်ယုံကြည်ရင်ဒီပေလေးဒီချမ်းကဆွေတရားများနေတာမလို့အိမ်ထဲမှာတင်ကန်နေလေဒီတရားရင်းနဲ့ဝေးကွာသူပြဆုံးရမယ်တိုင်းမှာလောက်တာဝန်များကိုစီဘွားများရှင်ကစကူအိမ်မက်တွေပေါ်ဆောင်ရင်တို့မျိုးနေမေယုံ